လူတွေတော်တော်ကိုအံ့ဩမိသွားတာနော်။ဘာဖြစ်လို့လဲဆိုကိုလည်းတစ်ခါမှမကြုံဘူးဆိုတော့ဒီလိုအတွေ့အကြုံမျိုးတစ်ခါမှမကြုံဘူးဆိုတော့ကိုကပဲကံကောင်းသွား။ဘာလို့လဲဟိုနေ့ကအတိတယောက်ကအတိဆိုတာဟိုလိုမျိုးရင်းနေရမှာ။အဲ့လိုငယ်ပေါင်းကြီးပေါ့မဟုတ်။အဲ့လိုမနေ့တနေ့မှတိပြီးတော့မနေ့တနေ့မှအဲ့လိုခေါ်ပြောလောက်ပဲရှိရမှာ။အဲ့ဆိုကမှသူကအလုတ်စင်မပြေလို့တဲ့ပတ်စံလေးအလုတ်ပြောင်းကျင်လို့တဲ့ထိုင်းဘတ်ငွေ1000လောက်ချီးပါလားတဲ့အဲ့ဆိုကမယ်သူကပတ်စံတိုးလဲပေးပါမယ်တဲ့ချီးပါလားလို့ပြောတော့ကမယ်ကိုကတကယ်အမှန်တိုင်းပြောပါကိုလဲဒီလအိမ်ကိုလဲပတ်စံပေးထားတာများတာရောပြီးတော့နောက်တစ်ချက်ကျန်တဲ့ကိစ္စလောက်ကိစ္စရလဲငွေဆိုင်လိုက်တာများတာရောဆိုငွေဝင်ငွေရှာမရှိတာငွေဝင်ငွေရှာမရှိတော့ကမယ်မရတော့ဘူးတယ်နော်လို့အဲ့တိုင်းပြောပြီးတော့ခါမယ်စိတ်မကောင်းဘူးသူနဲ့ကိုနေရချင်းနဲ့မတူဘူးနေရတူလို့အစတော့ကနေရတူပြီးမှဝေးသွားကြပြီဆိုလေအဲ့ဆိုခါမယ်ဒီနေ့ညပဲသူလိုင်းလွင်တာမြင်တော့အဆင်မပြေဘူးဆိုငါလုတ်ပြီးရင်ကောင်းမလားဆိုပြီးတော့သူ့ကိုအဆင်ပြေသွားပြီအမအဆင်ပြေသွားပြီလားလို့အဲ့တိုင်းမေးလိုက်တာကွယ်သူ့ကိုတက်တော်မှတွေ့လို့အဆင်မပြေရင်ကိုကလုတ်ပြီးမလို့ပေါ့နော်အဲ့ဒါကိုဘလို့သွားတယ်တော့ကိုအဲ့ကြောင့်ငါကပဲကံကောင်းသွားတာနေမှာဘာဖြစ်လို့လဲဆိုတော့ပတ်စံပေးဖို့စိတ်ကူးလိုက်တာသူ့ပေါ့နော်သူအဆင်မပြေဘူးဆိုတော့ခါမယ်ပတ်စံပေးဖို့စိတ်ကူးလိုက်တဲ့အချိန် तू ကဘလော့သွားတယ်ဆိုတော်သေးရပေါ့ပတ်စံပေးပြီးမှအလော့တယ်ဆိုလို့ရှိရင်ကို့အတွက်လည်းအဆင်မပြေနော်ကို့အတွက်လည်းအဆင်မပြေသူပတ်စံမပေးပဲဘလော့သွားတယ်ဆိုငါတော်ကံကောင်းသွားပါလားပတ်စံမပေးပဲနဲ့ဘလော့သွားလို့တော့ပါသေးရဲ့ပတ်စံပေးပြီးမှဘလော့သွားတယ်ဆိုရင်ငါတိုင်ပတ်နေအောင်မှာဆိုပြီးတွေးလိုက်တာလူတွေကလေဟိုနေ့ကလေအမှန်တရားအဲ့လိုပဲငွေကိစ္စနဲ့ပဲပတ်စံကိစ္စနဲ့ပဲပေါ့နော်လာကူညီတောင်းအကူညီတောင်းတယ်ပြောချင်တာအကူညီကအမြဲတမ်းအဆင်ပြေချင်မှပြေမှာပေါ့နော်ကိုလည်းလူတွေကလူပဲဟုတ်စားမလည်းအမြဲတမ်းပတ်စံကဒီမြန်မာနိုင်ငံရဲ့ဘီလန်ကပတိမိုင်ကမဟုတ်တာဟုတ်တယ်မလားအဲ့ဆိုကိုလည်းအဆင်ပြေတဲ့အခါရှိတယ်လို့ငွေတက်တဲ့နေတဲ့အချိန်ချွန်ရှိတယ်အဲ့ဆိုခါနဲ့တကယ်ကိုကပဲအခုမှဘဝရဲ့အတွေ့အကြုံအခုမှပဲခံစားပြီးတော့လာမပြီးတော်တော်လေးကိုအံ့ဩသွားပတ်စံလာကြည့်တာမရတာသူနဲ့ကိုမှရန်ညိုးဘာရန်ညိုးရန်လာမှမရှိဘူးဘာရန်ညိုးရန်လာမှမရှိဘူးသူပတ်စံကြည့်ရဘူးမရလို့ဘလော့တော့တာအဲ့လိုကြီးလားကိုမှစိတ်မကောင်းနေဖြစ်အဲ့လိုပဲတဲ့လူတွေကတဲ့အခုမှအဆရှိသေးတယ်ကြုံရမယ်ဟာဒါဒီချက်နောက်ထပ်တွေလာအောင်မယ်တဲ့အဲ့ဆိုခန္ဓာစိတ်ထဲမှာနေတမျိုးဖြစ်သွားကိုကတော့သူအစင်မပြေရဲ့လားဆိုပြီးသွားမေးလိုက်တယ်အမေအစင်မပြေရဲ့လားငါဘယ်လိုလုပ်ပင်ကောင်းမလဲဆိုတော့အမေနဲ့သွားမေးอ่ะအဲ့ဒါကိုဘလို့သွားတာတော့သူကဘလို့သွားတော့ကိုကကံကောင်းသွားတာပေါ့ကိုကကံကောင်းတော့ငါဖျားလုံနေလို့လားမသိဘူးဖျားဝဲတဲ့သမုဒ္ဒရွက်တဲ့နေတိုင်းအားဆိုတော့ငါကံကောင်းသွားတာပါလားတော့ကြလို့ရှိရင်ပတ်စံပေးပြီးမှဘလို့တာဒီလိုကတော့ငါခေါင်းကိုက်အောင်ပါ
တောင်းပတ်ဆိုတာရှိရသူတွေအတွက်နည်းမဲ့ပေါ့ကွယ်ကိုယ်ရှာနေတဲ့သူတွေတော့ကတလားစာလောက်ရှိတယ်ဆိုတော့တလားစာဆိုလည်းမလောက်ရတာဟုတ်လောလောကူကူရရဆိုရင်တော့တစ်မျိုးပေါ့အဲ့ဆိုခါငါကန်ကောင်းသွားပါလားလေပေါ့အစားတော့ကတော့ရှိတယ်လူတွေပတ်စံချီရတယ်လူရတယ်ခိုင်းရတယ်ဆိုတော့ကနေဟိုမိုင်းပြောတာကိုပြည့်ပြီးတတိယနေရအမလေးအစားတော့သူတို့ပဲစပယ်အီးသွားပြီးရည်စေးရလောက်သွားနေကြတာဆိုသလိုတကယ်ကိုကလာပေးနိုင်ကျွေးနိုင်လို့ရှိရင်လေအမှန်တိုင်းပြောပတ်စံဒုက္ခရောက်နေဘလောက်ငိုပြနေနေနှစ်သိမ့်ပြီးလိုက်တာအကောင်းဆုံးပါချိမပြီးလိုက်နဲ့ဘာဖြစ်လို့လဲဆိုနောက်သူတို့ကကိုယ်အဆင်ပြေလားအဆင်မပြေလားသူတို့ကမသိဘူးဆိုတော့ကိုကအဆင်မပြေတဲ့ဈာထဲကနေသူတို့ရဲ့အခက်အခဲကိုမြင်လို့ကိုကလောက်ပြလိုက်တာလားဆိုတာသူတို့ကမတွေးဘူးဒါပေမဲ့သူတို့ကဘလို့အတွေးမျိုးတွေးသွားလဲဆိုရင်ကိုကလောက်ပြလိုက်တယ်ဒီတစ်ခါအဆင်ပြေသွားတယ်သူကအဲ့ဒါဆိုရင်သူ့ရဲ့ကျေးဇူးရှင်ရာကိုဖြစ်သွားတယ်ဒါပေမဲ့နောက်တစ်ချိန်သူအကူညီလာလို့ပေါ့နော်နောက်တစ်ချိန်နာအကူညီတောင်းတဲ့အချိန်ကိုကလည်းအဆင်မပြေဖြစ်တဲ့အချိန်တွားပြီးတော့မငင်းနိုင်ဘူးငင်းနိုင်လို့ရှင်လေဘလို့ဖြစ်သွားလဲဆိုကြုံမှုတဲ့အတွေ့အကြုံကိုပြောဆန်ပြီးလို့စီရတာကိုအဲ့လိုမျိုးပေါ့ကွယ်သူ့ပါစကထွက်လာကျုံးမြင်လို့ညောင်းရီလောင်းလာကျုံးမြင်လို့ညောင်းရီလောင်းလာဖြစ်တယ်များဖြစ်တယ်လူတွေကအဲ့လိုပါလားလို့အစတော့မတွေးနိုင်ဘူးဆိုကိုကတော်တော်လေးကိုခံလာလိုက်ရတယ်ပါလားခုနောက်ပိုင်းကျတော့တစ်ခါလည်းမဟုတ်ဘူးနှစ်ခါလည်းမဟုတ်ဘူးအဲ့လိုလူတွေနဲ့ပဲလွတ်နေရတော့ရည်ကျင်သွားတော့ဆိုလူရဲ့တဘာဝဒါပါလားဆိုပြီးမှပဲရည်ကျင်သွားလိုက်တယ်အင်္ဂါလူတွေကပြောရဲသမီးဘလောက်ဘလူတွေကဘာပဲပြောဘာပဲငိုပြမချီးနဲ့ပတ်စံချီးရကိုပတ်စံနဲ့ကိုအမုံဝယ်ယူတဲ့မျိုးပဲမချီးနဲ့အဲ့ပတ်စံမချီးတာလေခင်မပြတ်ဘူးပြောမပြတ်ဘူးအဲ့ပတ်စံချီးတာလေပထမတစ်ခါကတော့သိကြတယ်ဖူးမှုတ်ထားလိုက်မယ်နောက်တစ်ခါသွားလာချီလို့ကိုကမပေးနိုင်တော့ဘူးဆိုရင်သူနဲ့ကိုနဲ့ကဘာရင်ဖြစ်သွားတယ်အဲ့ဆိုတော့အဆံမချီတာအကောင်းတကယ်ဒုက္ခရောက်နေတဲ့သူဆိုရင်တော့ဒုက္ခရောက်နေတာကိုကူညီရတယ်သူကလည်းကျေးဇူးတရားကိုထိတတ်တဲ့လူမျိုးဆိုလို့ရှိရင်ကူညီရကောင်းတယ်ကိုရီဆိုလို့ရှိရင်ထိုင်းနိုင်ငံကိုစရောက်တယ်ဒါပြောလို့ပြမဟုတ်ဘလူးစီယာမှာမချီဘူးရွာအကိုတယောက်စီချီဘူးပဲသူ့နေအတိုးပေးမဲ့ဆိုရင်လည်းမယူရှာဘူးရပါတယ်ရပါတယ်ဘယ်တော့မှကျေးဇူးမမေ့ဘူးကိုစင်ပြေသွားတဲ့ဒီနေ့ကိုဘာလုပ်ပေးနိုင်မလဲပဲတွေးတာငါတို့ကျေးဇူးတွေရှိပါလားငါဘာလုပ်ပေးနိုင်ရမလဲဆိုတာတွေးတယ်ကိုဒီကိုတက်လာတော့အတိုးနဲ့ချီပြီးတော့တက်လာအင်္ဂါပတ်စံမယူလားဆိုရှိရအင်္ဂါပတ်စံတရားမှမယူအတိုးနဲ့ကြည့်ပြီးတော့ကိုဘာနဲ့ကိုပတ်စံတက်လာတယ်သူ့ဘာနဲ့ကိုအတိုးယူမယူအတိုးနဲ့ချီပေးတာကိုကျေးဇူးတင်လိုက်တာမှမပြောနဲ့အဲ့တူလေအခုချိန်ကြီးလဲသူ့ကိုလှုပ်ပေးနေတော့မှာ